ဖေပြန်လာပြီဟေးအဖေနဲ့ဝင်းမှာသွားနေတဲ့အဖေတနေကုန်လှုပ်ပင်မလာတာမတွေ့ဘူးလားကျေးဇူးပါသားရဲ့ငါသားအဖေကိုနေ့တိုင်းကူညီပေးနေတဲ့အတွက်အဖေစိတ်ထဲမှာတကယ်ပဲအားရကျင်တတ်တယ်ကွာအော်စိတ်မကောင်းမဖြစ်ပါနဲ့သမီးလေးရဲ့သမီးလေးကိုတွေ့ရလို့လည်းအဖေပြောပါတယ်ကဲအဖေကိုဒါလေးထည့်ကူတယ်ပြီနော်ညစာစားပြီးအဖေတို့တူကစားကြမယ်မိမကြီးမင်းကလေးအတွက်ခောက်ဆွဲကြော်ဝယ်လာတယ်လာယူပါဦးကဲပစ္စည်းတွေမြတ်သိပ်ပြည့်ရေးချိုးတော့မိမထမင်းစားဖို့ပြင်ထားလိုက်မယ်ဟဲ့တန်လေအလောက်ကပြန်လာပြီလားဟုတ်တယ်ကိုရေလဲလုံးမဗိုက်ပြေးတာဗျာဟုတ်ပါဗျာမင်းဆိုလိုချင်တာကသူတို့နင့်ကိုနေစားအလုပ်ပဲခိုင်းမယ်ပေါ့လေငါစိတ်အထင်နဲ့ရှစ်လစာချုပ်ချုပ်ထားပြီလို့ထင်နေတာ ဟုတ်တယ်သူတို့အဲ့လိုပြောခဲ့တာပဲဒါပေမဲ့သူတို့ကမနေ့ပြန်ကြားလို့ရှိရင်ငါ့ကိုအလုပ်ဆင်းစရာမလိုတော့ဘူးလို့ပြောနေ ဒါဆိုငါတို့ဘယ်လိုစီစဉ်ကြမလဲနင်နေ့တိုင်းလှုပ်လှုပ်နေရမှဖြစ်မှာလေကလေးတွေအတွက်ចောင်းဝတ်စုံအစ်စ်တွေကလိုနေပြီအမလေးဖျားရေလာစမ်းမအောင်ကျောင်းဆင်းတာနဲ့အိမ်တန်းပြန်မလာပဲဘယ်လျှောက်တဝေထိုးနာလဲ အမေကလည်းတားပါလာဒီနာတော့ဝိုက်ပဲစော်ရင်နဲ့ဟာ နင်လမ်းမကြီးပေးမှတော့မကစားဘူးလို့ပဲငါမျှော်လင့်တယ်ဒါကငါတို့နိုင်ငံမဟုတ်ဘူးနင်ဒုက္ခရောက်နိုင်တယ်တခုခုဖြစ်သွားရင်ငါတို့ဘာလုပ်နိုင်မယ်ထင်လဲနေစောသူများကလေးနဲ့တူလို့လားတနေ့နင်ပြဿနာတွေကြီးလိုက်ပြရှင်းနေရတာငါမှဟိုလူမျက်နှာပူရဒီလူတောင်းမှရနဲ့နင်လေဘလောက်ရရမှတ်ဘူးနော်ပြောမရဆိုများနဲ့ကြည့်လေနင်တကောလုံးညစ်ပတ်ပြီးရွှဲစော်နန်းနေတာပဲနင်ပုံစံကျွဲနဲ့တူနေပြီသွားရေသွားရှောတော့ခါမိတဲ့စင်နင်မအောင်ရေရှောပေးလိုက်အောင်ခိုင်ကောင်းလိုက်တာအခုလိုငါ့ကိုကူညီပေးတဲ့အတွက်ကျေးဇူးပါတော့ ငါလာရွေ့မနေနဲ့ငါတနေကုန်ပါပါနေတာငါအတွက်ညနေစားတာပြဲပေးစမ်းပါဟာတော်လိုက်တဲ့အဖေသမီးလေးလက်ရည်လေးကလည်းလှလို့ကွာ ညကြီးတိုင်းဆီမလုံးမှာ ဟေးဖေးတမီးကအခုကလေးတော့အိမ်လုံးကိုပတ်ပြီးဆရာမကြီးလို့ဒီကောင်ဆရာမဖြစ်တော့လွယ်အောင်မဟုတ် သမီးကဆရာမကြီးဖြစ်ရှင်နေဆိုရင်စာကြိုးစားရမယ်နော်နောက်ပြီးဆရာမိဘတွေရဲ့စကားကိုလည်းနားထောင်မယ်နော်သမီးလေး ဒါအိမ်စာတွေလုပ်ပြီးပြီလား ဟုတ်ကဲ့ပြီးပါပြီမေ သားနဲ့သမီးကလိမ္မာပြီးစာကြိုးစားတာမြင်ရတော့ဖေလဲဝမ်းသာတယ်အဖေဘလောက်ပဲပင်ပန်းနေပါစေသားနဲ့သမီးရဲ့ပညာရေးအတွက်ဆိုပင်မအကျိုးနှက်ပါတယ် ဟုတ်ပါပြီယောက်ျားရဲ့သားနဲ့သမီးကလိမ့်မာပြီးသားပါကဲစားကြရအောင်တော်ကြအစားအစာတွေအေးကုန်တော့မယ် ညီနေအိမ်စာတွေလုပ်ပြီးပြီလား တာကင်းကစားမလို့မေမေ ဟဲ့ညီနေငါ့ကိုကြမ်းနေဂိမ်းဆိုတာကြာနေပြီခုချက်ချင်းရက်လိုက်တော့စောင်းတော့ကင်တော့လို့ငါပြောနေနော်မိဘတွေကနင့်ကိုခက်ခဲနေကြအကြောင်းပို့ထားတာဒီလားအဆင့်တက်မလားလို့ကတော့နာပြီးသားမှတ်နင့်ဖေတော့ကင်တာမကြောက်ရင်လုပ်ပေါ့
အေးပါမေကလည်းတာကန်ပြီးကနေပါပြီဆို ညီမမတော်သေးဘူးလားအဲ့ဒီကင်းကိုမဲဆက်ဆွနေမယ်ဆိုရင်ငါရိုက်တော့မှာနော်စားပဲဖို့ညီရောက်ပြီ ထိုနေ့ကကစုံလာပြည့်နေကျုံတိုင်းရွာကျုံတိုင်းတရွာလုံးညောင်ရည်သွန်းပွဲနှင့်ပျော်မြူးနေကြသောအချိန်၌ကျွန်ုပ်မြိုင်ရာဇာတုပီမြိုင်ရာဇာတုပီမပါမဖြစ်တပည့်ကြော်ပိုက်ကလေးတပည့်ကြော်ပိုက်ကလေးနှင့်ကျွန်ုပ်နှစ်အိမ်ကျော်မှာမောင်တန်းစင်တို့မှာပကိုးရိုးမအပေါ်သို့ရောက်ရှိနေကြတော့သည်ရောက်ရှိနေကြချေတော့သည် အမေသမီးလွယ်ကြီးကဟောင်းနေပြီပြေးလဲပြေးနေအမေပြောအစ်စ်ဝယ်ပြီးမယ်ဆိုပြိတ်လည်းမဝယ်ပြီးသေးဘူးကျောင်းမှာသမီးတက်ငယ်ချင်းတွေကလွယ်အစ်တစ်ကိုစီနဲ့အမေတားဝါကျောင်းဆောင်တစ်ဝယ်ပြီးမယ်ဆို ဟဲ့နေတို့လူရှင်တာကိုပဲပူစာနေကြတယ်ငါတို့မှာပိုက်ဆံကိုဘယ်လိုခက်ခက်ခဲခဲရှာဆိုတာနေတို့သိလားဒီလောက်ကိုယုံလောက်နေတာတော့မှဇော့ဖို့အနိုင်နိုင်အတိုက်ဝေပေးလိုက်ရအောင်လေငါမှအပုံဝင်ဝင်မရှိဘူးနေတို့လူရှင်သမျှအခုရှဲရှဲဝေပေးလိုက်ရအောင်လေနေတို့မိဘတွေကတထင်မဟုတ်ဘူးအင်းရဲ့အရှင်နေလေးသိကြအောင်လေနေတို့ကတိုးတိုးကျေးဇူးမသိတတ်တဲ့ကလေးတွေပဲဒါနဲ့ဒီနေ့နေကအလုံးမရှိဘူးလား မရှိဘူးဒါမဲ့သူတို့ပြောတာကတော့မနေ့ဖန်မာတဲ့အစာအုပ်တဲ့ပြည်စီတွေမရောက်သေးလို့ဖုန်းခေါ်တာပဲငါစောင့်ရအောင်ပါ ရင်ဘက်ကလည်းနေဒီလိုပဲပြောခဲ့တာပဲမဟုတ်လား ငါအပြေသွားလိုက်ဦးမှာ အေးနေရဲ့အဖေကအမြဲတမ်းတိုင်းကြည့်ပဲ သမီးကြီးယူသွားဖို့မမေ့နဲ့ဦးတော်တန်းလေးဆရာမတွေတင်ပြတာတွေကိုသေချာနားထောင်ကြနော် ဟုတ်ကဲ့ပါ အမေ ။အော်ကျောင်းမှာတခြားကလေးတွေနဲ့လည်းရန်လိုက်မဖြစ်နဲ့ဦးနော် ဟုတ်ကဲ့ပါမမေ ကျောင်းကအချိန်မှန်လာမယ်လို့တော့မျှော်လင့်တာပါပဲဒီနေ့တော့မိုးရနိုင်မယ်ထင်တယ်ဇီအောင်ကောင်းပါမလားကွာ ။ဒါဆိုလည်းမြင်မြန်သွားတော့စိုက်ကယ်ကိုလည်း queue စိုက်ပြီးမှ အဲ့တားစီမင်းအစိုးရတွေ့ရမယ်လို့တော့မထင်တာဘူး မင်းဒီနေ့အလုပ်ထက်မှရှိမယ်လို့ငါထင်နေတာ ကျွန်တော်လည်းဒီလိုပါပဲကွာသူတို့ပြောလို့ရှဲလာစားရှောက်တယ်ဒါပေမဲ့သူတို့ကနေတိုင်းအလောက်ဖြစ်နေတယ် ဒါဆိုမင်းကနေစားပဲပေါ့ ဟုတ်တယ်ဗျာကျွန်တော်လည်းစိတ်ဖိစီလို့အဲ့လိုတော့မပြောပါဘူးဗျာ မင်းပဲလို့ခံစားနေရတယ်ဆိုတော့ငါသိပါတယ်ကွာလာအေးစိထိုင်တောက်ကြရအောင်ရော့တောက်လိုက်မင်းခံစားချက်တွေအဆင်ပြေသွားလိမ့်မယ် ကဲအားလုံးတရိပ်နေပြီကိုနေရာကိုပြန်ထိုင်ကြဒီနေ့နေရာတန်းရှိထွက်လာပြီမလားရဲ့
ကျောင်းထဲမှာရံမဖြစ်အောင်ဆိုတော့တားတို့သမီးတို့အားလုံးသိကြရမလားသိပါတယ်ဆရာတားတို့နှစ်ယောက်ကကျောင်းမှာချမှတ်ထားတဲ့စည်းကမ်းတွေကိုမလိုက်နိုင်တဲ့အတွက်တားတို့မှာပြစ်ရှိလားမရှိဘူးလား ရှိပါတယ်ဆရာရှိပါတယ်ဆရာ ဟုတ်ပြီတားတို့ကိုအပြစ်ဒဏ်ပေးရတဲ့အနေနဲ့ညနေကျောင်းဆင်းရင်တန်ရှင်းရေးလုပ်ပြီးမှအိမ်ပြန်လို့ရမယ်ကိုနေ့ကကိုပြန်ထိုင်လို့ရတယ်တားတို့သမီးတို့ဆရာတို့သင်ခန်းစာကိုစလိုက်ကိုကျွန်တော်ကအလောက်တကူလာရှာပေးနိုင်အရန်ကောင်းပါပဲအခုလိုကိုစီမှာကိုကြီးတောင်းတာလေကျွန်တော်ရှင်းမိတယ်ဒါပေမဲ့ကျွန်တော်တို့ဘယ်လိုလုပ်ရမလဲဆိုတာမသိတော့ပါဘူးဗျာ အေးပါကွာတငယ်ချင်းဆိုတာဘာအတွက်လဲငါတို့တွေအချင်းချင်းကူညီရမယ်လေအိမ်နဲ့ဝင်းနေရတဲ့ဘဝတွေကမလွယ်ပါဘူးကွာ တွားလိုက်ဦးမှာကွာ အဆင်ပြေပါလေတငယ်ကြီးဟာ 150ပါမှာ မင်းငယ်နေဒီနေ့ဈေးလာတာစောတယ်နော်နေကူညီတစ်ခုခုလို့လား ဟုတ်တယ်မကျွန်မပတ်စံ90လောက်နေပြီ ရောက်ဒီမှာငါနဲ့ပတ်စံချိပေးမယ်နင်းစစ်ပြေးတဲ့အခါနောက်ပြန်ပြီးပေါ့ ကျေးဇူးပါမရဲ့ညနေကျမယောက်ျားအလောက်ကပြန်လာရင်ပြန်ပေးမယ်နော်ကျမကတိပေးပါတယ် ဟဲ့တစင်လက်ကောင်လေးကိုစောင်းနေတာလားနေတို့တွဲနေတာကိုကြာပြီလား ကောင်လေးဘယ်ကကောင်လေးလဲဟဲ့မိမတွေငါ့အနီလို့များထင်နေလားအိမ်ရမြောက်တော့တကောင်ဒီနေ့မနေ့ပဲသူ့တန်းနေမှာပြဿနာရှာတာလို့ဒံပေးကန်ထိနေတယ်အဲ့ဒါသူနဲ့အိမ်တူတူပြန်မို့စောက်နေတာဟဲ့ အော်ဟုတ်ရလားဟဲ့ နေလုံးမြုံနေနေပေါ့ လက်ရှင်ကြောင့်ငါတို့နင်းကြောင့်ပြန်ပြောပြအောင်နော်ခုတော့ငါတို့ရင်ပြန်လိုက်အောင်မယ် ဒီတို့ငါဘာကြောင့်ပြောပြရမှာလဲယူမနေရဲ့ဒီကောင်လေးဝက်ဆက်စားနေလိုက်တော့ ဒါလေးကျောင်းမဘာဖြစ်လာတာလဲမေကိုပြောပြစမ်း မမေကိုဒီနေ့ကျောင်းမှာပြဿနာဖြစ်လာတယ် ဟုတ်လားဒါလေးဘယ်လိုဖြစ်တာလဲမေကိုပြောပြစမ်းပါ ဆင်းရဲဘာဖြစ်လား ရှင့်သားလေးကျောင်းမရံဖြစ်လာလို့တဲ့ ငါကဘာပြဿနာကိုမှမကြားချင်နေဘူးဒီနေ့ဈေးကလည်းရောင်းလို့တိတ်ကောင်းတာမဟုတ်ဘူးငါအခုလိုအပ်တာကငါသားကလဲဘောကပစ္စည်းကိုချပေးဖို့ ယောက်ျားရဲ့သူ့ကိုဒီတိုင်းပဲထားလိုက်ပါသူမားလှုပ်လာတာကိုသူသိတယ်ရှင်သူ့ကိုစိတ်ပြတ်သွားမှကိုလည်းသူကြောက်နေတာ
နေကြလဲခလေးနိုးသွားလိမ့်မယ်လေ အမေသမီးတောင်းမဖို့ပဲမကြည့်တာ အမေတမကောက်ကောက်ကြည့်တာ နင်အကြီးမဟုတ်လားကိုမောင်လိုချင်ပေးလိုက်လေနောက်ကဒါမျိုးဖြစ်တာငါမမြင်ချင်ဘူးနော်နင်တို့ညတက်အောင်မနေနိုင်ကြဘူးလားဟဲ့ငါမင်းနေတယ်လေ ရိုက်တရားရိုက်အမေတို့ကညီညီနဲ့ပတ်သက်လာတဲ့တမီးကိုအမြဲအကြီးဆိုပြီးအနိုင်ကျင့် ။အော်တားရဲ့ဘာတွေဖြစ်ခဲ့တာလဲဆိုတာအဖေတို့ကိုပြောပြစမ်းပါဦး ထွေထူးတော့မဟုတ်ပါဘူးဖေဟာအတန်တရားကောင်းလေးတရားကတားရေးပေးတယ်ကိုခိုးတယ်ပြီးတော့တားပြန်တောင်းတော့လဲသူလှုပ်ချလိုက်ပြီးရဲ့ဒါလဲသူသမင်းချိုင်းနဲ့ပေါက်လိုက်ဒီပေတံကဖိုးဖိုးကြီးတားကိုပေးထားတာလေ ။အဲ့ဒီကောင်လေးကတားရဲ့ပေတံကိုဖျက်ဆီးပစ်လိုက်လို့တားစိတ်မကောင်းဖြစ်နေတယ်ဆိုတာဖေနားလဲပါ။ဒါပေမဲ့တားကျိုးဆိုတာတင်းလို့ရင်ပြတ်တတ်တယ်တားရဲ့။အခုတော့တားကအရာနှစ်ခုလုံးပြည့်စည်သွားပြီ။အခြားတစ်ယောက်ကတားပေါ်အမားလာလောက်ခဲ့လို့ပြန်မတုတ်ပြန်ကြီးအရင်စဉ်းစားတဲ့နေတာမဟုတ်ရင်တားရောသူရောနှစ်ယောက်စလုံးပြန်ကန်စားရတတ်တယ် ကဲပါသားရဲ့ဖြစ်ပျက်ခဲ့တဲ့ကိစ္စတွေမေတို့ကိုပြန်လာပြောပြလို့ဝမ်းသာတယ်နောက်ဆိုသားအခက်အခဲတစ်ခုခုရှိလို့မဖြစ်ရှင်းနိုင်ခဲ့ရဲ့အမေတို့နားထောင်ပေးဖို့အမြဲအစဉ်သင့်ရှိနေတယ်ဆိုတာသားသိထားပါ ကဲတာလောက်ဆရာရှိမဲ့အိမ်သားတွေတွားလောက်တော့ဒီချိုင်းလေးကိုတော့နောက်တစ်ခါတစ်ခုခုလုံးမယ်ဆိုအရင်စဉ်းစားတဲ့ကြောင့်အမတ်ရဖို့တင်ထားလိုက် ဘာဘူးနဲ့သားအမေတို့သားအတွက်ပြည်တဲ့အစ်စ်တစ်ချောင်းထပ်ရှာပေးပါ ကိုကိုကြားပြောမိတော့တောင်းပါနော်ကိုလိုရင်ညီမလေးပေးတယ်ငါတို့လို့ရရနော် တော်ပြီငါရဲ့ဟိုနေတဲ့ရိုးတွေလည်းကျုပ်ကုန်ပါအောင်မယ်ငါမြေးလေးတွေကျမ်းမှချမ်းသာပါစေမိဘစကားနားထောင်တဲ့တာသမီအလီမာလေးတွေဖြစ်ပါစေပညာတတ်ကြီးတွေလည်းဖြစ်ကြပါစေကွယ် သမီးတူစင်အဆင်ပြေရဲ့လားတကယ်ချင်းနေနဲ့အတူရှိမနေဘူးတခုခုအဆင်မပြေတာရှိလားသမီး ဆရာမတမီးအဆင်ပြေပါတယ်အားလုံးအဆင်ပြေပါတယ် ကောင်းပြီသမီးရဲ့ကိစ္စနဲ့ပတ်သက်ပြီးစကားပြောချင်တယ်ဆိုရင်ဆီယမကိုအချိန်မြေးလာတွေ့လို့ရတယ်နော် နေဘယ်နှလုံးရအောင်ခုတ်မလဲ ငါလို့ရအောင်ခုံးမှာပေါ့ ကိုစက်တော့ကောက်ပြီအောင်
ဟုတ်ကဲ့ပါညီလေးကျေးဇူးပြုပြီးလဲတော့ပြန်ပြပါသေးနဲ့အောင်တပတ်လောက်တော့စောင့်ပေးပါနောက်ပတ်ထက်အခုစစ်ဆက်လာပေးပါမယ် ကောင်းပြီလေနောက်ပတ်မှခင်ဗျားတို့မပေးဘူးဆိုရင်တော့ကျွန်တော်လည်းခင်ဗျားမကူညီနိုင်တော့ဘူးဗျာ အခုအချိန်တပတ်လောက်ပဲပေးပါ ယောက်ျားခုနကသူကပြောလေ နောက်တစ်ပတ်မှာအတိုးမဆက်နိုင်လို့ရှိရင်ရေခဲချောင်းဆိုင်ကလေးကိုပြန်ယူသွားမယ်တဲ့ 他们，没人接来了，哇，俺来带呢，你都哭骗了，没别人叫什么讲骗你懂吗？ မဟုတ်ပါဘူးကွာအဲ့ဒါအဆင်ပြေပါတယ်ငါရဲ့အိမ်မှာအချက်တီးလေးတစ်ခုဖြစ်နေလို့ငါရဲ့အမေနဲ့အဖေလည်းကူညီချင်ငါဘာလုပ်အောင်လဲမေဒါဒီနေ့ကြောင်းထွက်ပြီးတော့နောက်နေ့မှပဲကြောင်းပြတ်ဆက်သက်တော့ ဘာတွေပြောနေတာလဲတာကျောင်းကိစ္စပူပန်စရာရှိတယ်ဆိုရင်အမေတို့ညကြမှာပြန်လာပြောလို့ရတယ်အခုတော့ကျောင်းကိုသွားတော့မဟုတ်ရင်တာကျောင်းနောက်ကျနေတော့မယ်ဒီတဆိုးပြေ ရှိပါတယ်ဆရာ မင်းသူရဲ 去吧，这下。 ရေထုတ်အောင်ထမ်းမြကြောင်းလာလား ကျွန်တော်နေနေတော့မတွင်းပါဘူး ယေရှုအောင် ဦးလေးဆိုင်မှာအလုပ်သမားလို့ပြောဦးလေးစီမှာကျွန်တော်လည်းတင်တော်မယ်လို့ပြောရှိစမကမဦးသားရဲ့ဦးလေးတို့ဆိုင်ရလူမလို့သေးဘူးပြီးတော့သားငယ်သေးတဲ့ကြောင်တက်ပြီးပညာသင်ယူနေရမယ့်ရွယ်လေ ဦးလေးရေကြောင်တစ်ချောင်းလား မင်းထက်မြက်တငယ်ချင်းမဟုတ်လား ဟုတ် သူမင်းနဲ့သူရှိမနေဘူးလား ဟမ်ကျွန်တော်နေနေတော့မတွင်းမိဘူးဗျ မင်းဆိုလို့တဲ့သဘောကထက်မြက်ဒီနေ့ကြောင်းမလာဘူးပေါ့ ဟုတ်တယ်ဗျ မိမထက်မြက်အိမ်ပြေရောက်ပြီလား ဟ
ဒါကျောင်းကပြန်လာနောက်ကြတယ်နော်ကျောင်းဆင်းလာတဲ့အိမ်ကိုတန်းပြန်လာမယ်ဆိုရယ်စီကံဒါသိတယ်မလားဘယ်ကိုလျှောက်သွားနေရလဲ ဒီဒါအကြောင်းမှအချိန်ပိုတွေတက်နေရလို့ ထက်မြက်အဖေကလိန်နာမကြိုက်ဘူးဆိုတာဒါသိရသားနဲ့ဘာလို့အဖေကိုလိန်ရတာလဲပြီးတော့တားရဲ့တောင်ကဘာလဲကျောင်းတက်ပြီးပညာကိုကောင်းကောင်းမွန်မွန်လေ့လာသင်ယူဖို့ပဲမဟုတ်ဘူးလားတားဘာတွေလှုပ်ထားလဲဆိုတာအဖေအကုန်သိတယ်တားရဲ့လှုပ်ရက်တွေအဖေအတော်လေးကိုစိတ်ပြည့်မိတယ်အဖေရှိရကူချက်ချစ်ထွက်သွားလိုက်မောင်အဖေမျိုးတစ်ခုလုံးမိလိုက်မယ် တားလေးအရာအလုံးအဆင်ပြေသွားလိမ့်မယ်နော် မိမငါတို့ရဲ့အခက်အခဲတွေကြောင့်တားလေးရဲ့ပညာရုပ်တော့အထိခိုက်မခံနိုင်ဘူးငါကအဖေတယောက်ဒီပြဿနာတွေကိုငါကိုယ်တိုင်ဖြေရှင်းနိုင်ပါတယ် ။အော်ယောက်ျားရဲ့ရှင်ကောင်းဆုံးလုပ်ခဲ့တာတွေကိုပဲပြန်ပြီးမြင်အောင်ကြည့်လိုက်ပေါ့။မွေးရမြင်နဲ့ဝေးပြီးဒီမှာမိဘလာဖြစ်ရတာတော်တော်ကိုခက်ခဲတယ်။ပြီးတော့ကျမတို့တွေကတစ်ချိန်လုံးအဖက်ဖက်ကပြေဆုံးဖို့ဆိုတာမဖြစ်နိုင်ဘူးလေ။ကျမတို့တွေရဲ့ပြဿနာကိုဖြေရှင်းနိုင်မဲ့နည်းလမ်းကိုအတူတူရှာတွေ့နိုင်မှာပါ။ကျမလေးစိတ်ဖိစီးလာတဲ့အခါတိုင်းကျမရဲ့စိတ်ကိုတည်ငြိမ်နိုင်ဖို့အတွက်အသက်ကိုပြင်းပြင်းရှူထုတ်ဖြစ်တယ်အတူတူလုပ်ကြည့်ကြမလား ရှင်ကျမကိုမလိမ်နဲ့နော်ကျမအရက်နဲ့နေရ တိတ်တိတ်နေစမ်းပါမိမရေငါရှိပြအပြစ်တယ်မင်းငါလေးအကောင်းဆုံးလုပ်နေတာပဲငါဘာတာငါအေးစင်းနေပါရ ရှင်မိသားစုကိုထောက်ပံ့ပေးရမယ်တာဝန်ရှိရလေမနေ့ကအိမ်ကြီးချင်းအမရှိမှကျမဘတ်50ရှဲခဲ့ရတယ်တော်တော်ကိုရှက်ဖို့ကောင်းတယ်ကျမတို့မိသားစုလဲသူတို့မိသားစုလိုမျိုးအေးအေးချမ်းချမ်းနဲ့ပျော့ပျော့ရွှင်ရွှင်ဖြစ်စေချင်တာကျမအပြင်ထွက်ပြီးအလုပ်လုပ်လို့ရရင်အားလုံးဆင်ပြေသွားမှာမိသားစုကိုဘယ်လိုထိန်းသိမ်းစောင့်ရှောက်ရမလဲဆိုတာကျမကောင်းကောင်းသိပါတယ်ရှင်အော်ပြောနေလို့ကလေးကအခုလက်နိုးလာ ညောင်နေလို့ကလေးကလမ်းညွှန်လာတာပါကွာ တားလေတားရဲ့အဖေကိုပြစ်မမြင်နဲ့နော်မိသားစုရဲ့အခက်အခဲတွေကြောင့်တားရဲ့အဖေလည်းစိတ်ဖိစီးမှုတော်တော်လေးကိုများနေတာတားရဲ့စိတ်ထဲမှာဘလို့တွေခံစားနေရလဲဆိုတာအမြင်သိပါဘူး ဖေနဲ့မေတို့ရဲ့အခက်အခဲတွေဒါတန်နိုင်တဲ့ဘက်ကနေပြီးမှကူညီပေးချင်လို့ ဒီ
သားအဖေရဲ့စိတ်ကိုမထိန်နိုင်မိခဲ့တဲ့အတွက်ငါသားကိုတောင်းပန်ပါတယ်ငါသားကကြောင်းမတက်ပဲအဖေတို့လိန်ခဲ့တဲ့အတွက်အဖေလည်းစိတ်ပူပြီးစိတ်မကောင်းဖြစ်မိတယ်သားရဲ့ပညာရင်းနဲ့အနာဂတ်ကအဖေအတွက်အရေးကြီးဆုံးပဲလေ ဖေတားကိုခွင့်လို့ပါအဖေဖြစ်စီချင်တဲ့အတိုင်းတားအကြောင်းပြန်တက်ပြီးတော့မှစာအုပ်ပိုင်းအောင်စိုက်ကြိုးစားပါမယ်ဒါစီကံဖောက်ပြခဲ့ရလို့လည်းသိပါတယ် ငါသားကအဖေတို့ကိုကူညီခြင်းနဲ့စိတ်တစ်ခုတည်းနဲ့လုပ်ခဲ့တာကိုလည်းအဖေသိပါတယ်နောက်ဆိုဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ်ငါသားတစ်ခုခုကိုစိတ်ပူနေတဲ့အခါအဖေတို့စီသားအရင်ဆုံးလာပြီးအဲ့ဒီအကြောင်းတွေကိုပြောပြစေခြင်းတယ်အဆင်ပြေရလားသားကဲမင်းမညစာပြင်ပေးနေတယ်သူ့ကိုသွားပြီးကူညီလိုက်အောင် ဟဲ့မိတစင်နေမောင်ရန်ကုန်နေတယ်လေနေကလေးဘလို့ကြည့်နေတာလေ Ja, familie Fabi. Hey, Danny. လာပါအောင်ကွာရင်းနေချမ်းလေးပါလေတော့ ကလေးတွေနဲ့ကြားနေလို့ပါလားဗျာ ဟုတ်တယ်ဗျာကလေးတွေကြောင်းပေးရမှာဒီနေ့တော့အပြင်ထွက်ပြီးဈေးမရောက်တော့ပဲသူတို့အချိန်ပေးပြီးကစားပေးနေတာလေ အကိုသားတွေကိုဘယ်လိုလုပ်လဲတော့ကျွန်တော်မသိဘူးကျွန်တော်ကတော့တနေ့ကုန်အလုပ်လုပ်ပြီးမိုးပန်းကတော့အားရကုန်ခန်းပေါ်လာပါသေချာတာကတော့ကလေးတွေသူတို့ဘာသာကစားလို့ရရင်လာပဲဗျာအကိုတော့ပြီးအနားယူလိုက်ပါဒါမှမဟုတ်သွားတော့ကြရအောင် ဟုတ်ပါတယ်ကွာသူတို့ဘာသာလဲစော့နိုင်ပါတယ်ဒါပေမဲ့ငါထင်တာကတော့ကလေးတွေနဲ့သူစော့ပြီးအချိန်ကုန်ဆုံးပေးတာကပိုပြီးအရေးကြီးတယ်လို့ထင်တယ်ဒါလည်းညီညီဌာနတာခဏချတာပြီးဦးလေးရဲ့ကလေးနဲ့တူလာစော့ပါလားမမုတ်တွေလည်းရှိသေးတယ် ညီလာလေ ငါအဖေကဟိုးငါငယ်ငယ်ကလေးကငါတို့ကိုထားသွားခဲ့တာလေအဲ့ဒါကြောင့်ငါလည်းကြံခဲ့တဲ့မိသားစုကိုထောက်ပံ့နိုင်ဖို့အတွက်ကျောင်းကနေထွက်ပြီးအလုပ်ထွက်လုပ်ခဲ့ရတယ်ငါကလေးတွေအတွက်ပိုကောင်းတဲ့ဘဝကိုပေးခြင်းငါကလေးတွေအတွက်ဖခင်ကောင်းတစ်ယောက်ဖြစ်ခြင်းပြီးတော့သူတို့တွေနဲ့အချိန်ကိုကုန်ဆုံးခြင်းတယ်သူတို့ရဲ့ပညာရေးကိုလည်းတတ်နိုင်တဲ့ဘက်ကကူညီပေးခြင်းတယ်ကွာ ဒီလိုထိုင်ကစားနေတာကသူတို့ရဲ့ပညာရေးကိုဘယ်လိုအထောက်အကူပြုလဲဗျာ သူတို့နဲ့အတူတူကစားပေးတာကသူတို့ရဲ့တင်ယူပိုင်းမှာပို့ပြီးတိုးတက်လာအောင်ကူညီပေးတဲ့အကောင်းဆုံးနည်းလမ်းတစ်ခုပဲဆိုတာမှသိလာရတယ်လေနောက်ပြီးကလေးတွေငါနဲ့ပို့ပြီးရင်းနှီးလာတယ်လို့ခံစားလာရတယ် ဒါအမှန်ပဲအကိုရဲ့ကလေးတွေကရင်ကြည့်လိမ်မှကြဘူးအရင်လေးတူကြပါ နိုင်ဖိနေမေကိုလည်းငါနဲ့တူတူစားစေချင်တယ်ရောညီညီလောက်ကြည့်ကြည့်လိုက် ဟဲ့မိတစင်ကျောင်းပိတ်ရက်လေမအေးခလေးကုန်ထိုင်ရမှမရှိဘူးနင်ကသူများရင်လိုက်လဲနေရတယ်မဖိတ်ပါအဲ့တခုခိုင်းနေလို့ခေါ်လိုက်နင်ကဘယ်ကိုရောက်လို့ရောက်နေမှမသိဘူးမိတစင်နင်ကြက်ကြက်တတိထားနော်မိဘကိုကူညီဖို့နေစိုက်ကူတာနင်နားလေးမှမရှိဘူးလားမိတစင်ငါမဲနေတယ်လေ မင်းငယ်ဘာဖြစ်လို့ကလေးကိုအလောက်တောင်ရိုက်နေတာလဲတော်ပြီတော်လောက်ပြီအဲ့လိုမရိုက်နဲ့တော့ ဒီကောင်မလေးကထိုင်းလို့မရတော့ဘူးသူ့ကိုရိုက်ပေးမအောင်ရမှာ तू ကအမကလေးနဲ့လို့ပြောစကားနားထောင်တာမဟုတ်ဘူး ပေးပေးကလေးကိုတော့ချီထားလိုက်မယ်သမီးတို့ညောင်အထဲဝင်ပြီးနားလိုက်တော့နော်နားထောင်ပါဦးမင်းငယ်ရဲ့နေထင်တယ်လို့မဟုတ်ဘူး
ကလေးတွေကိုရိုက်နှက်ပြီးဆုံးမတာကမိမတွေအနေနဲ့ကလေးတွေသူတို့ကိုကြောက်ရွံ့သွားအောင်ပြီးတော့ကလေးတွေကိုသူတို့နဲ့အဝေးကိုရအောင်တွန်းပို့လိုက်တယ်လို့ပဲငါထင်တယ်ရိုက်နှက်ပြီးဆုံးမတာကသူတို့ကိုခဏလေးလောက်ပဲနာခံအောင်လုပ်နိုင်တယ်ပြီးရင်မကြဘူးသူတို့အရင်လိုနားပြန်ကောက်တာပဲအိမ်ရဲ့စီကန်းတွေအကြောင်းပြီးတော့စီကန်းတွေကိုမလိုက်နိုင်ဘူးဆိုရင်ဘာတွေဖြစ်လာမလဲဆိုတာကိုသူတို့ကိုအေးအေးဆေးဆေးရှင်းပြသင့်တယ် तू ကကျမကိုဒေါသဖြစ်အောင်လုပ်တာပဲကျမဖြစ်စိတ်ဖြောင်းဖြောင်းတော့မတွေးနိုင်ဘူး လာနေစိတ်အေးလက်အေးဖြစ်သွားအောင်ငါနဲ့လိုက်ခဲ့ ငါဘာပဲလုပ်လို့အမေကငါ့ကိုအကောင်းမမြင်ပါလားအမေငါ့ကိုမချစ်တော့ဘူးလားငါခံစားချက်တွေရောနားလည်ပြီးမှသူမရှိရဘူးလားအမေငါ့ကိုပြင်ချစ်အောင်ငါဘာလုပ်ရမလဲ 要带有我切出眼斑的人乱来哇！哇ရိုင်းပန်းလေးပဲဟာ ရတယ်မေလို့ကြံဆိုရင်ငါတီးနေရနော်ဒီမှာငါပြပန်းနားထောင်ပန်းစွပ်တာကငါလို့ပြူစုကြီးရတက်တက်ဥယျာဉ်လုံးနဲ့လိုက်တာကွာအာမင်းလည်းစားတော့ဟဲ့ညီမလေးအကိုရင်းနဲ့ဆိုင်ငယ်လိုက်မစီးရှင်ဘူးလားသူ့ဖုန်းနံပါတ်ချက်တောင်းမယ်အဲကြိုက်စားဖို့ရအောင် ညသမီးကအခုချိန်ထိအိမ်ပြန်မရောက်သေးဘူးလားညခလေးတွေဘယ်လိုတာပေးထားတာလဲ ငါဘလို့တင်ပြလဲဆိုတာနင်လည်းတွေ့တာပဲနင်အောင်နစ်ကလေးတို့ဘယ်နှခါများဆုံးမဘူးလို့လဲတစ်ချိန်လုံးမူးယူနေပြီတော့ဒီကောင်လေးပြန်လာမှပဲမှတ်လာအောင်ဆုံးမပေးရ သမီးသစင်ဘာဖြစ်လို့ညဘက်ကြီးတယောက်တည်းရှောက်သွားနေရလဲအနေများလိုက်တာသမီးရဲ့လာသမီးကိုဆရာမအိမ်ပြန်လိုက်ပို့ပေးမယ် ဆရာမသမီးအိမ်မပြန်ချင်ဘူးဒီချိန်အိမ်ပြန်အမေကသမီးကိုအတီးရိုက်လိုက်မယ်သမီးကြောက်တယ် ခုလိုမိုးချုပ်ပြီးနောက်ကျနေရဲ့အချိန်ဒီလိုကောင်လေးတစ်တိုက်နဲ့တွေ့နေရတဲ့ထက်သမီးရဲ့မေကိုပိုကြောက်နေရတာလားသမီးဘာမှစိတ်ပူနဲ့သမီးကိုဆရာမအိမ်ပြန်ပို့ပေးမယ်ပြီးတော့သမီးအရိုက်မခံရအောင်သမီးရဲ့မိဘတွေကိုနားဝင်အောင်ဆရာမရှင်းပြပေးမယ်ဟုတ်ပြီလားလာပါသမီးရဲ့အားလုံးအဆင်ပြေသွားမှာပါ ဒါအခုပဲချိန်ရှိနေပြီလေဒီချိန်မှပြန်လာရအောင်နေအပြတ်မလားနင်မစောက်ချက်မရှိဘူးလားငါနင့်တတ်မယ်လာရမ်းတီကိုငါသမီးလိုက်မှတော့ငါဘလို့များတင်ပေးနေရအောင်မလဲသူငါစကားဘယ်တော့မှနားမထောင်ဘူးတော့ကောင်းကျုံမပေးတဲ့သားသမီးတွေမိဘကအများအားစိတ်ဒုက္ခပေးတယ် အခုဘယ်ရှင်ရှိပြီလဲခုမှအိမ်ပြန်လာမယ်ရှင်လားဝေးတယ်ပဲရှောက်သွားတယ်မင်းတို့ကရှင်လားဒီရှင်က ဒါအဲ့ရနဲ့ပြအိတ်တော့ ငါမင်း ညီတို့ရဲ့အိမ်မှာအော်တန်နေကြားနေရတယ်သူတို့အကူညီလို့မလားဆိုတာတစ်ချက်သွားကြည့်လို့ခဏနေနေပြန်လာ လာဒီလားလေဒီလားစမ်း အမတို့စိတ်အေးထားပြီးကျမရှင်းပြတာအရင်ဆုံးနားထောင်ပါဦးကျမသစင်ရဲ့တမ်းမိုင်ဆရာမပါသမီးသစင်တယောက်တည်းညဘက်ကြီးလက်မပေါ်မှာရှောက်သွားနေတာသ
သိတဲ့အတိုင်းဒီရွယ် main ကလေးတယောက်တည်းဒီလိုအချိန်မှာရှောက်သွားနေတာစိတ်မချရဘူးကျမလည်းစိတ်ပူပြီးခုပြန်လာပို့ပေးတာ तू ကလုံးဝအိမ်ပြန်မလာခြင်းဘာလို့လဲဆိုတော့အမားတို့သူ့ကိုရိုက်မှာကို तू အရန်ကြောက်နေတာ ဟုတ်သားပဲမိငယ်ရဲ့ကောင်းတာတစ်ခုကမိသက်စင်ကောင်းကောင်းမွန်မွန်နဲ့ပြန်ရောက်လာပြီပဲဒီညတော့မိသက်စင်ကိုငါတို့အိမ်မှာပဲပေးအိတ်လိုက်မကောင်းလားဒါဆိုငါတို့အားလုံးနဲ့စိတ်အေးအေးထားလို့ရပြီ ဒါတိတ်ကောင်းတဲ့ကြံပဲသမီးသစင်နဲ့ပတ်သက်ပြီးအေးအေးဆေးဆေးဆွေးနွေးစရာလေးတွေရှိလို့သစင်ရဲ့မိဘတွေအနေနဲ့မနှက်ဖြန်ချောင်းကိုဆက်ဆက်လာခဲ့ဖို့ကျမမြစ်တာရက်ခံချင်ပါတယ် ကဲကဲနှိတ်ကလေးငိုနေပြီပြန်ကြည့်လိုက်အောင်သမီးသစင်ဒီညတော့ဒေါ်တို့အိမ်မှာပဲလိုက်အိတ်လိုက်တော့နော် ကျမသစင်အတွက်စိတ်ပူလို့ပါအမောင်လူမိသားစုအဆင်ပြေကြရဲ့လားဘယ်လိုခက်ခဲတွေရှိနေလဲဆိုတော့ကျမကိုပြောပြပေးပါလား အိမ်မှာကတော့ကျမရဲ့ကလေးတွေကိုတခါတလေအော်ငေါက်လိုက်ရိုက်လိုက်ပဲပေါ့ဒါကလည်းအကျင့်ဖြစ်နေပါပြီအိမ်ရဲ့စောင်းနေအခက်ခဲကတော့နည်းငယ်ရှိရပေါ့ကျမယောက်ျားလည်းအလုပ်ပုံမှန်မရှိဘူးကျမလည်းတော်တော်စိတ်ညစ်တယ် ဟုတ်ပါတယ်တေးကြတာပေါ့ကလေးတွေကိုမရိုက်ဖဲဆုံးမဖို့ဆိုတာကလည်းလွယ်ကူတဲ့အလုပ်တော့မဟုတ်ပါဘူးကလေးကိုရိုက်ပြီးဆုံးမတာကလည်းပြဿနာကိုခဏတာဖြေရှင်းလိုက်တာပဲဒါပေမဲ့ကလေးမှာတခြားဆိုးကျိုးတွေအများကြီးရှိလာနိုင်တယ် အဲ့ဒါကလည်းကလေးတွေကိုဆုံးမဖို့တစ်ခုစီတော့နီးလန်းမယ်သူ့ရဲ့မောင်နဲ့ပြဿနာဖြစ်မယ်ဖုံးကိစ္စဒါမှမဟုတ်ရင်ကလေးကိုကုမထိန်ပေးတာတွေလည်းပါတာပေါ့ဆရာမရဲ့ ကျမနားလဲပါတယ် ပြီးတော့အလုပ်ရှင်နေနဲ့ကတော့ကျမယောက်ျားကလည်းအလုပ်မရှိရင်အရက်တော့တယ် နေတိုင်းတော့မဟုတ်ပါဘူးဟာ နေ့တိုင်းဖောက်เสียလားတပတ်မှာ10ရက်လောက်ရှိခဲ့ရင်တော့နေကပို့ပြီးပြောမယ်ပေါ့10ရက်လုံးတောက်နေရလို့ တခါတလေတောက်တော့နေငါ့ကိုပြစ်တယ်နေရလား တခါလေเสียလား ကဲဟုတ်ပါပြီစိတ်အေးထားကြပါအိမ်နဲ့မိသားစုကိုစီမံခန့်ခွဲရတာပြင်ပန်းတဲ့အလုပ်ပဲအထူးသဖြင့်ငွေနေတာရဲ့ကိုယ့်ရဲ့နိုင်ငံမှာမဟုတ်တဲ့စတဲ့အဆင့်ကောင်းမှုတွေပေါ့အခုဆိုအမားတို့ရဲ့သမီးသစင်ကိုကြည့်လိုက်ရင်သူ့ရဲ့စိတ်ထဲမှာကြောက်ရွံ့မှုတွေသူ့ကိုယ်သူအတော့မဝင်ဘူးတန်ဖိုးမရှိဘူးဆိုတဲ့ခံစားချက်တွေနဲ့ပြည့်နှက်နေတယ် ဆရာမကအဲ့လိုထင်တာလား ကျမတို့မိဘတွေကကိုယ့်ရဲ့သားသမီးတွေကိုကောင်းမွန်စွာပြုမှုတတ်ဖို့သင်ကြားပေးဖို့လိုအပ်တယ်ဒါပေမဲ့သူတို့ရဲ့အပြုအမူကိုပြောင်းလဲဖို့အတွက်ကတိုက်နဲ့ချင်းထက်ပိုကောင်းတဲ့နည်းလမ်းတွေရှိပါတယ် ဘလို့နည်းနဲ့ရှိလဲဆရာမ နည်းလမ်းတစ်ခုကတော့နေ့တိုင်းမှာမတူညီတဲ့အခြေအနေတွေဖြစ်ပေါ်လာနိုင်တဲ့အတွက်ကလေးတွေကိုသူတို့လိုက်နာရမယ်တိကျတဲ့စီးမြင့်စည်းကမ်းတွေချမှတ်ပေးထားရမယ်ဒါမှကလေးတွေဟာသူတို့ဘာလုပ်ရမလဲဆိုတာတိတိကျကျသိနိုင်မယ်နောက်တစ်ခုကတော့သူတို့ရဲ့မှားယွင်းတဲ့အပြုအမူနဲ့ထိုက်တန်တဲ့ပြစ်ဒဏ်ပေးတာမျိုးတွေလုပ်ပေးရမယ် ဆရာမကဘာလို့ဆိုလိုချင်တာလဲ ဥပမာအနေနဲ့အမကသစင်ကိုအင်စာလုပ်ပြီးမှအကင်းစောဖို့စီကံချမှတ်ပေးထားတယ်။ဒါပေမဲ့သစင်ကအင်စာမလုပ်ခင်ဖုန်းနဲ့ကင်းစောရင်နောက်နေ့တွေမှာဖုန်းပေးမသုံးတော့တာမျိုးပေါ့ ဆရာမကကျမသမီးရဲ့အကြောင်းမသိသေးလို့ပါဒီနီလန်းတွေကသူနဲ့အလုပ်ဖြစ်မှာမဟုတ်ဘူး ။အဲ့နီလန်းအရင်စမ်းသုံးကြည့်ပါ။ရုတ်တရက်ချက်ချင်းကြီးအလုံးမဖြစ်ပေမဲ့အဲ့လိုမျိုးပုံမှန်လေးဆက်လုပ်ပေးသွားမယ်ဆိုရင်မကြခင်မှာသူ့ရဲ့အပြုအမူတွေဟာအရင်လိုမဟုတ်ပဲပြောင်းလဲလာတာကိုတွေ့ရလိမ့်မယ်။သမီးသစင်ကိုအရင်လိုတက်ကြွပြီးပျော်ရွှင်တဲ့ကလေးတစ်ယောက်ပြန်ဖြစ်ဖို့ကျမတို့တွေသူ့ကိုဝိုင်းဝန်းကူညီကြရအောင်။ ဒီနေ့ကျမသမီးရဲ့အတန်းမိုင်ဆရာမပြောခဲ့တာလေတေးသေးချာချာပြန်စဉ်းစားကြည့်မိတယ်ကျမရဲ့ကလေးတွေကိုရိုက်တာကကျမမှားတယ်လို့အမထင်တာကလေးတွေကိုရိုက်နဲ့ဆုံးမတာကသူတို့အတွက်ဘာမှဖြစ်တော့ဘူးလို့ကျမထင်ခဲ့မိတယ်ကျမတို့ကလေးဘွားတော့ကအသေးမွားကိစ္စအတွက်နဲ့လေအမြဲတမ်းပဲအရိုက်ခံခဲ့ရတာ ကိစ္စမရှိပါဘူးမိငယ်ရဲ့ပြဿနာတွေကိုအရင်လိုမမြင်တော့ပဲအမြင်ပြောင်းပြီးတွေးနေတဲ့ဆိုတာကကောင်းတဲ့အရာပဲမိဘတွေအနေနဲ့တစ်ခါတလေကလေးတွေကိုရိုက်ပြီးဆုံးမတာကသူတို့အတွက်မကောင်းမှန်းသိပေမဲ့ငါတို့ကအဲ့လိုဘဝမျိုးနဲ့ကြီးပြင်းလာခဲ့ရတာဆိုတော့နာအေးပါအေးနေရဖို့မိဘတွေကသူတို့ကလေးကိုရိုက်ကြတယ်မိဘတွေအနေနဲ့သားသမီးတွေကိုတွန်းတင်ဆုံးမဖို့ကရိုက်နေတာအပြင်ကိုပုံမကောင်းမှုနဲ့နီလန်းရှိပါသေးတယ်
မှန်တယ်အမဆရာမလည်းအဲ့လိုပဲကျမကိုပြောခဲ့တယ် ငါရဲ့ကလေးတွေနဲ့အလုပ်ဖြစ်မဲ့အရာတွေကိုရှာကြည့်လိုက်တော့သူတို့တွေမှန်ကန်တဲ့အရာကိုလုပ်တဲ့အခါမှာသူတို့ကိုများများချီးကျူးဖို့ပါပဲအဲ့လိုဆိုရင်သူတို့ကအဲ့အရာကိုဆက်လုပ်ချင်စိတ်ရှိပြီးတော့နင့်ကိုလည်းပျော်ရွှင်စေမှာ ဒါပေမဲ့သူတို့အကျင့်ပြတ်တဲ့အခါမှာဆိုရင်ကျမလေးဒေါသထွက်လုံးလို့ကိုမထိန်နိုင်တော့ဘူး အရေးကြီးဆုံးကဒေါသမထွက်အောင်အရင်ဆုံးစိတ်ကိုတည်ငြိမ်အောင်ထားရမယ်ဘာမှမတုတ်ပြန်ခင်မှာအသက်ကိုပြင်းပြင်းရှူထုတ်စမ်းကြည့်လိုက်အဲ့ဒါကငါ့ကိုအမြဲထောက်ကူဖြစ်စေတယ် ဘာပဲဖြစ်ဖြစ်သမီးလေးတို့ကျမတခုခုလုပ်ပေးမှဖြစ်တော့မယ် ငါနဲ့ကိုကူညီရမလား အမကူညီနိုင်မယ်ထင်တယ် 你要龙我都快要嘛，别我封闭了啦，告诉你。ပြန်ပေးနော်ဟဲ့ဒီလို အမလေးလေငါတကယ်အောင်မရောက်နိုင်တော့ဘူးနင်တို့နှစ်ယောက်ကလည်းတလိုက်ဆန်နေတဲ့တောင်ဆုံးနေပြီသိလားငါနင်တို့ဘယ်တစ်ခါပြောရမလဲဟေး အရေးကြီးဆုံးကဒေါသမထွက်အောင်အရင်ဆုံးစိတ်ကိုတည်ငြိမ်အောင်ထားရမယ်ဘာမှမတုတ်ပြန်ခင်မှာအသက်ကိုပြင်းပြင်းရှူထုတ်စမ်းကြည့်လိုက် နီလန်တစ်ခုကတော့နေ့တိုင်းမှာမတူညီတဲ့အခြေအနေတွေဖြစ်ပေါ်လာနိုင်တဲ့အတွက်ကလေးတွေကိုသူတို့လိုက်နိုင်ရမယ်တိကျတဲ့စီးမြင်စည်းကမ်းတွေချမှတ်ပေးထားရမယ် ကဲတားနဲ့သမီးအမေပြောတာကိုနားထောင်နင်တို့ဘယ်အချိန်မှာဖုံးသုံးရမလဲဆိုတဲ့စီကန်းချက်အရှို့ငါတို့အတူတူချမှတ်ကြရအောင်အရေးကြီးဆုံးအချက်ကတော့နင်တို့နှစ်ယောက်အိမ်စာနဲ့အိမ်မှုကိစ္စတွေကိုပြီးမှဖုံးကိုသုံးဝင်ရမယ်နင်တို့ဖုံးကိုအလှည့်ကျသုံးတဲ့အခါမှာရံမဖြစ်ရဘူးဆိုတဲ့အချက်ကလည်းအရေးကြီးတယ်အဲ့ဒါကိုအလုပ်ဖြစ်အောင်ငါတို့ဘယ်လိုလုပ်ကြမလဲ သမီးအိမ်စာလုံနေရဲ့အချိန်မှာညီညီကိုဖုန်းရင်ပေးတော့ရင်ရောသမီးအိမ်စာပြီးရဲ့အချိန်ကျသမီးအလဲပြင်အောင်ပါပေါ့ ဒါကအကြံကောင်းပဲမဲသမီးလေးရရင့်ကျက်ပြီးတော်လာတာပဲ နောက်တစ်ခုကတော့သူတို့ရဲ့မှားယွင်းတဲ့အပြစ်ပုံနဲ့ထိုက်တန်တဲ့ပြစ်ဒဏ်ပေးတာမျိုးတွေလုပ်ပေးရမယ် ဒီနေ့ကစပြီးဒါဟာငါတို့ရဲ့အိမ်စည်းကမ်းပဲတကယ်လို့စည်းကမ်းကိုရှိုးဖောက်ခဲ့မယ်ဖုံးတွက်နဲ့စကားများကြမယ်ဆိုရင်ရမယ့်ပြစ်ဒဏ်ကတော့တနေ့ကုန်တယောက်မှဖုံးမသုံးရဘူးပဲသဘောတူလား တူပါတယ်မင်း ဟ
အိမ်တွင်ရဲ့အဆင်မပြေမှုတွေကြောင့်သမီးကိုဒေါသဖြစ်ခဲ့မိလို့တောင်းပန်ပါတယ်ခုချိန်ရစပြီးသမီးကိုနာကျင်စေမဲ့အပြုတ်မှုဘယ်တော့မှမလုပ်တော့ဘူးလို့အမေကတိပေးပါတယ်အမေကိုခွင့်လွှတ်ပါ သမီးအမေကိုစိတ်မဆိုးပါဘူးအမေသမီးကိုမချစ်တော့မှပဲသမီးကစိုးရိမ်နေရပါ သမီးကိုအမေမြဲရှိပါတယ် အမေတောက်ဝရမလား မိဘတွေအနေနဲ့သားတို့တာဝန်တိတက်ပြီးဘေးကင်းလုံခြုံအောင်တင် जा ပေးဖို့ကအမေတို့ရဲ့တာဝန်ပဲအဲ့ဒီတော့စီကန်းတဲ့အကျိုးဆက်တွေတော့ရှိလိမ့်မယ်ဒါပေမဲ့အခုချိန်ရစပြီးငါသားနဲ့သမီးကိုအမေမရိုက်မိအောင်အမေရဲ့စိတ်ကိုတည်ငြိမ်အောင်အစွမ်းကုန်ကြိုးစားမယ် သူတို့နဲ့အတူတူကစားပေးတာကသူတို့ရဲ့တည်ယူမှုအပိုင်းမှာတိုးတက်လာအောင်ကူညီပေးတဲ့အကောင်းဆုံးနည်းလမ်းတစ်ခုပဲဆိုတာငါသိလာရတယ်။နောက်ပြီးကလေးတွေငါနဲ့ပို့ပြီးရင်းနှီးလာသူခံစားလိုက်ရတယ်ကွာ အင်းစားလုံးလုံးပြီးရဖေနဲ့အတူဘယ်သူကင်းဆိုရှယ်တယ် တာသမီးအဖေဒါနဲ့ဘာကိစ္စမှလဲ အဖေတို့မှာဆိုဖို့ဘာကိမှမရှိဘူးအဖေတို့ကစားဖို့တကူတို့လည်းအားတို့မှတယ် ငယ်ချင်းငါတို့သားတော့ပြီးအောင်ပွဲခံကြရအောင်လား ကျွန်တော်ဒီနေ့တကယ်ပဲအိမ်ကိုစွတ်စွတ်ပြန်ရမယ်ဒီပိုက်ဆိုင်တွေကိုကျွန်တော်မမစီကျွန်တော်ပြန်ပေးရမယ်မိသားစုကိုအရှင်ပေးဖို့တဲ့ကျွန်တော်အိမ်ပြန်လို့မယ်ကွယ်
ဒါကြည့်ကြအောင် ဟုတ်ကဲ့ဖေ ဒီကဘယ်လိုခေါ်လဲ တော်တယ်ဘော ယောက်ျားဘယ်လိုခေါ်လဲ လောက ဒီဟာကြတော့ ရရှာ ဒီဟာကြတော့ဘယ်လိုခေါ်လဲ ချောက်တီချောက်တီ ဒီစီလောက်ပါ ရော့ဖြန့်နေအဖြန့်နေ ဆိုင်နဲ့လည်းမတူဘူး အဖြန့်စစ်လာ ကဲပြီးပြီရော့သားလေး ဝေသမီးတက်မပါဘူးလား အာရမယ်ဖေသမီးတက်ကဒီမှာ မင်းသမီးလေးကရမ်းချစ်ဖို့ကောင်းတာပဲဘယ်သူနဲ့တူလို့လဲ အမေနဲ့တူလို့ အော်ဟုတ်တာပေါ့အမေနဲ့တူရမှာပေါ့ အမေသမီး90တန်တရွယ်တွေ့ခဲ့ ဒီပတ်စံကဒီမနေ့ပဲနင့်ဖေငါ့ကိုပေးထားတာဒါကငါ့ကိုပြန်ပြီးတော့အမှတ်ရစေတာပဲထက်မြက်ရဲ့အမေစီကနေငါရှေးထားတာသူ့ကိုပြန်မပေးဖြစ်တာတော်တော်လေးကိုကြာနေပြီသမီးအမေကိုစားသမီးပဲတော့ပေးလိုက်နော် ဟာမီးရတယ်သမီးတို့အကုန်တူတူသွားပေးမယ်လေ ဟုတ်တော့ပါမိမရေငါလေးထင်းမဲ့တော့ပြီစီမရတာတော်ကြပြီငါတို့အောင်းလောင်းယူသွားကြရအောင်လား ဟုတ်တာပဲမေလောက်ပါလို့ ကကျူရေ အမေစားချင်တာရှိလား စားချင်တာရှိအမေပြောမယ် သမီးချက်ကျွေးမယ်တော့မင်းနော်ဒီငယ်ဒါတော့မဖြစ်တာတော့ကြာပြီနော်လာဒီမှာလာခိုင်း ဟေးသားလေးမင်းအမိသားစုနဲ့တို့မျိုးတွေ့ရတာငါအရောက်ဝမ်းသာတယ်ကွာ ဒါကအမစီကနေယူထားတာကြာလာပြီအမလည်းတစ်ခါမှပြန်မတောင်းတော့ကျမလည်းပြန်ပေးဖို့မေ့နေတာကျမလေအမကိုအားနာလုံးလို့ဘယ်လိုမျက်နှာပြရမလဲဆိုတာတော့မသိတော့ပါဘူး အော်မင်းငယ်ရဲ့နင်လည်းအကုန်လုံးကိုဘယ်မှမိနိုင်မှမလဲဘာမှပူနဲ့နင်မဲပြန်ယူထားလိုက်ပါ ရောယူပါအမရဲ့ အကိုပြုတ်ခဲ့တာတွေကိုကျွန်တော်တေးသေးချာချာပြန်ပြီးစိမ့်စားကြည့်လို့တို့ကိုအတိတ်ပဲရှိရဗျာအခုဆိုကျွန်တော်ကလေးတွေရဲ့အပြုတ်မှုတွေကုန်မှန်လာတယ်ပြီးတော့သူတို့အင်စာဟုတ်လေးရှင်မှန်မှန်လောက်လာတယ် 咦， သူတို့နဲ့အတူတူကြောက်ပြီးမှပဲကျွန်တော်ကိုသူတို့အေးစေးပေးနေတော့တယ်ဗျာ အော်ခုတော့လေကလေးတွေကိုအချိန်ပေးပြီးသူတို့နဲ့အတူစော့ကစားတဲ့ခန်းစားချက်ကိုမင်းကောင်းကောင်းကြီးနားလည်လာပြီပဲကွာ ဒီနေ့ကရသည်ဥတုတာရပြီးပူလာတယ်လို့ပဲငါတို့ရေခဲချောင်းစားကြရအောင်လေကဲဘလို့လဲ အရင်ကောင်းတဲ့အကြံမေမေကြီးကြီးရောက်စားတော့မေ